ဒီဗီဒီယိုဟာ Fulfill အပိုင်း2ရဲ့နောက်ွယ်ကရိုက်ကူးရေးမြင်ကွင်းတွေဖြစ်ပြီးအဓိကအချက်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်နဲ့ကအဓိကမင်းသမီး2ဦးရဲ့အချစ်ခန်းတွေရိုက်ကူးဖို့လေ့ကျင့်နေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်။အလေးအနက်ရိုက်ကူးနေချိန်မှာနှင်းစီပန်းကျိုးသွားတာမျိုးလိုမျိုးရဲစရာအလွဲလေးတွေကြောင့်တစ်ဖွဲ့လုံးပျော်ပျော်ပါးပါးရှိနေကြတာကိုတွေ့ရပါတယ်။ဒရိုက်တာနဲ့အဖွဲ့သားတွေကတရုပ်ဆောင်တွေကိုခန္ဓာကိုယ်အနေအထားနဲ့စိတ်ခံစားမှုဖော်ပြပုံတွေကိုအသေးစိတ်လမ်းညွှန်ပေးနေတာကိုတွေ့ရပါတယ်။ဥပမာတဦးကိုတဦးမိထားပုံနဲ့ခံစားချက်ကိုဘယ်လိုပေါ်လွင်အောင်လုပ်ရမလဲဆိုတာမျိုးတွေဖြစ်ပါတယ်။ရိုက်ကူးရေးနားချိန်တွေမှာမင်းသမီးတွေဟာတယောက်နဲ့တယောက်ဆနှုတ်နေကြပါတယ်။မင်းကိုတီကအသီးတွေရဲ့ဘယင်မဆိုတာမျိုးတွေနဲ့ကာကွက်တွေအကြောင်းနောက်ပြောင်ပြောဆိုနေကြတာတွေပါဝင်ပါတယ်။ဗီဒီယိုရဲ့အတော်များများမှာမိဖို့ကြောင့်တွေကရိုက်ကူးရေးတွေကိုတွေ့ရမှာပါ။မင်းသမီးတွေကဟင်းချက်ဖို့ပြင်ဆင်တာအဖွဲ့သားတွေနဲ့စကားပြောတာအပြင်ရိုက်ကူးရေးအနီးအနားကကြောင်လီးတွေနဲ့ဆော့ကစားနေတာတွေကိုလည်းတွေ့ရပါတယ်။အတီးကမင်းသမီး2ယောက်ရဲ့တဦးပေါ်တဦးရင်းနှီးမှုနဲ့အဆင်ပြေမှုကိုဗီဒီယိုတစ်လျှောက်လုံးမှာမြင်တွေ့ရပါတယ်။ဇက်ညွန်တူကြက်တာမိတ်ကပ်ပြင်ပြီးတာနဲ့စတူဒီယိုထဲအေးနေရင်တယောက်ကိုတယောက်ဂယုစိုက်ပြီးတာမျိုးတွေတွေ့ရပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။